ကိုယ့်ရဲ့ reading skill နဲ့ဘာသာပြန်တဲ့ skill ကိုစမ်းသပ်ဖို့အတွက်ဆရာရှင်းမပြခင်မှာဆရာရဲ့လက်နိုင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီစကားလုံးသုံးတွဲကိုဒီ quadrant 3ခုမှာမှန်တဲ့နေရာမှာစူးစမ်းပြီးဖြည့်ကြည့်လို့လည်းရပါတယ်ဒီလိုမှမဟုတ်ဘူးဆရာရှင်းပြတာကိုနားထောင်မယ်ဆိုရင်လည်းဆရာရဲ့လက်နိုင်အတွက် EVN 3ခုရဲ့ဝါဟာလာတစ်တွေရဲ့ reading practice ကိုလေ့ကျင့်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်ဒီခါတိုင်းလိုပဲရှင်းပြပေးမယ် sit on the fence fence ဆိုတာက chance you လို့ခေါ်တယ် chance you အပေါ်မှာထိုင်နေတယ်အဲ့ဒါဘာပြောချင်တာလဲဟိုဘက်လည်းမပါဒီဘက်လည်းမပါတဲ့အနေထားမျိုးပေါ့ဒါကဘာဝင်ရွှေ့ချင်တာလဲဆိုလို့ရှိရင်ဆုံးဖြတ်ချက်တစ်ခုကိုဘယ်ဘက်ကိုဆုံးဖြတ်ချက်ချလို့ချမှမသိဘဲနဲ့ဘာလို့ဘာကာယမှမသိတဲ့အနေထားမျိုးကို sit on the fence လို့ခေါ်တာဖြစ်ပါတယ်ဒီနောက်တစ်ခုကျတော့ smell a rat rat ကကြွက်ပေါ့နော်ကြွက်ကိုဒီအင်္ဂလိပ်စာမှာဘယ်လိုအနေထားနဲ့သုံးလဲဆိုလို့ရှိရင်ဒီမနစ်သက်ဖွယ်ရာဒါမှမဟုတ်လည်းမတင်ကားစရာအနေထားတစ်ခုခုအနေရဖြစ်စေနေတဲ့အရာတစ်ခုခုဒီလိုအနေထားမျိုးသုံးတာဖြစ်ပါတယ် smell a rat နော်ကြွက်တဲ့ကောင်ကို smell အနက်ခံမိရဆိုတာဘာကိုရင်ရွှေ့ချင်တာလဲဆိုလို့ရှိရင်မတင်ကားစရာတစ်ခုခုအဲ့ဒီရှိတာတစ်ခုခုစသဖြင့်အဲ့တစ်ခုခုကိုတတိထားမိတာစိတ်ကနေအဲ့လိုခံစားမိလာတာတိလာတာမျိုးကို smell a rat လို့ခေါ်တယ်အခုကျတော့ sweep the board board ဆိုတာကဒီခေတ်ကဆရာစစ်တူရင်နေကစားတဲ့ခါမှာအခုခေတ်လည်းကစားကြတယ်ပေါ့စစ်တူရင်ကစားတဲ့ခါမှာသူများရဲ့အကောင့်တွေကိုစားပလိုက်တယ်ဆိုလို့ရှိရင် sweep ဆိုတာကတပြက်စီးလှည့်ပလိုက်တယ်လို့ပဲပေါ့သူများရဲ့အကောင့်တွေဒီကောင်မျိုးစားပလိုက်တာဒါမဲ့ဆိုရင် board ပေါ်မှာဘာမှမရှိတဲ့လောက်ကိုစားပလိုက်တာဒါပါယူညွှန်းချင်တာလဲဆိုလို့ရှိရင်တမွေးတစ်ပွဲမှာအပြတ်အသက်ကြီးကိုအနိုင်ရရှိလာတာတောက်လျှောက်အနိုင်ရရှိလာတယ်အပြတ်အသက်အနိုင်ရရှိလာရဲဆိုတာမျိုးကို sweep the board ဒီ board ပေါ်မှာရှိတဲ့ဒီထက်ခုံပေါ်မှာရှိတဲ့အကောင့်တွေကို sweep တပြက်စီးလှည့်ပလိုက်တယ်လို့နိုင်တယ်ဆိုပြီးတော့တင်စားပြီးသုံးထားတာဖြစ်ပါတယ်ဆိုတော့ဒီသုံးလုံးရဲ့အဓိပ္ပာယ်ကိုနားလည်သွားပြီဆိုရင်ဘာလို့လို့ရပြီလဲဆိုရင်ဗီဒီယိုလေးကိုတစ်ချက်လေးထောက်ပြီးတော့ရက်လိုက်ပြီးတော့ဒီ quadrant 3ခုထဲမှာထည့်ကြမှာဖြစ်ပါတယ်မထည့်ခင်မှာနည်းနည်းလေးတော့ပြောစရာရှိပါတယ် stop ကနောက်မှာ verb ing လိုက်ရတာပါလေဒီလုံးလေးကထည့်ရမယ့်အလုံးတစ်လုံးလုံး verb ing ပြောင်းပြီးထည့်ရမှာဖြစ်ပါတယ်ဒီဟာလေးကကြတော့ပြီးသွားတဲ့ user ပြီးသွားတဲ့ကိစ္စကိုရည်ညွှန်းတာဖြစ်တဲ့ကြောင့် verb 2လေးတော့ထည့်ရမှာဖြစ်ပါတယ်ဒီမှာလည်း verb 2နဲ့တွဲရဆိုတော့ဒီမှာလည်း verb 2ထည့်ရမှာဖြစ်ပါတယ်ဆိုတော့ဆက်လာတဲ့ grammar ကိုဘယ်လောက်ပိုင်းလဲဆိုတော့သိအောင် reading နဲ့ translation ကိုလည်းသိအောင်စမ်းပြီးတော့ထည့်ကြည့်ပါဟုတ်ပြီဆက်လက်နိုင်ဖြည့်ပြီးပြီလို့ယူဆတော့မယ်ဆရာအဖြေတတ်ပေးမယ်ရှေ့သူမသည်တဲ့ blank ကွက်လက်ခဲ့ပါတယ် as long as ကရှေ့ရမှာလည်းသင်ထားပြီးပြီဖြစ်လျင်ဖြစ်ချင်း he do the her questions သူမရဲ့မေးခွန်းတွေကို avoided ဘာဖြစ်လျင်ဘာဖြစ်ချင်းလဲဆိုရှောင်ရှားလျင်ရှောင်ရှားခြင်းသူကသူမသူ့မေးခွန်းမေးလိုက်တယ်ဒါပေမဲ့အဲ့သူဆိုတဲ့ဒီလူကသူမရဲ့မေးခွန်းတွေဘာလုပ်ခဲ့လဲရှောင်ရှားခဲ့တယ်ရှောင်ရှားရလောမဖြစ်ပဲနဲ့ငင်းဆန်ခဲ့တယ်အဲ့လိုငင်းဆန်လိုက်ရင်ငင်းဆန်လိုက်ခြင်းပဲသူမကဘာဖြစ်သွားပြီလဲဆိုလို့ရှိရင် smell a rat ပေါ့နော်မတင်ကားစရာတစ်ခုခုကိုခံစားလိုက်ရတယ်ဆိုတာမျိုးတော့မှာဖြစ်ပါတယ် smell a rat က smelt smell လည်းတော့ရလို့ smell ed ဆိုပြီးတော့လေ ed ထည့်လို့လည်းရတယ်နော် she smell a rat ဒီမှာကမတင်ကားစရာတစ်ခုကိုအနက်ခံလိုက်ရပါတယ်နောက်တစ်ခု their team နော်သူတို့ရဲ့အသင်းဟာဆိုလို့ရှိရင်တဲ့ every match เนาะပြိုင်ပွဲတိုင်းကို winning အနိုင်ရရင်မလုပ်လိုက်လဲ sweep the board ပေါ့ဒီမှာခုံပေါ်မှာရှိသမျှစခုံပေါ်မှာရှိသမျှအကောင်တွေအကုန်လုံးဟိုဖယ်ပလိုက်တယ်ဆိုတာအနိုင်တွေအများကြီးရရှိသွားပါတယ်ဆိုရက်အတိတ်ပဲအသာစီးနေတဲ့အများကြီးနိုင်ရရှိသွားပါတယ်ဆိုရက်အတိတ်ပဲထွက်တာဖြစ်ပါတယ်သူရဲ့ value ကတော့ SWEP ရဲ့ value ကတော့ SWEPT swap ဖြစ်ပါတယ်เนาะ swap the board နောက်တစ်ခုကကျတော့ stop blank ကွက်လက်လုပ်ခြင်းကိုကြက်လိုက်ပါတော့ပြီးတော့ make a decision ဆိုတော့ဆုံးဖြတ်ချက်တွေမိတ်ချပါတော့အဲ့တော့ဒါပါပြောလဲဆိုရင် sit on the fence ကိုထဲမှာဖြစ်ပါတယ် chance ရိုးတဲ့ကောင်မှာထားပြီးဟိုလိုဒီလိုမလုပ်ပါနဲ့တော့ဆိုတဲ့အဓိပ္ပာယ်ကိုပြောဖြစ်ပါတယ်ဟိုလိုဒီလိုဟိုလောကမှမသိဒီလောကမှမသိအဲ့လိုဖြစ်မနေပါနဲ့တော့ဆိုတာမျိုးဘယ်လိုပြောပြလဲဆိုရင် stop sitting ကတော့ t နှစ်ခါထပ်ကြတယ် AEIOU လို့ခေါ်တဲ့ vowel တစ်လုံး AEIOU မဟုတ်တဲ့ consonant လို့ခေါ်တဲ့ G တစ်လုံးအဲ့လိုနှလုံးတွဲဆိုရင် ing ထည့်မယ်ဆိုရင်နှစ်ခါထပ်ကြတဲ့သဘောရှိတယ် stop sitting on the fenceဒီမှာဆိုရင်ဆရာလက်နာရဲ့အတွက် EDN 3လုံးလောကဓာတ်အသစ်တွေနဲ့ reading practice လုပ်လို့ရတဲ့လေ့ကျင့်ခန်းတစ်ခုကိုဆရာလုပ်ပေးခဲ့ပြီးဖြစ်ပါတယ်ဒီတိုင်းမှစူးစမ်းလေ့လာမယ်ဆိုရင်ဆရာလက်နာရဲ့အတွက်ကြိုးရှိမှာဖြစ်ပါတယ်အဲ့တော့ဒီတိုင်းမှစူးစမ်းလေ့လာကြပါ fighting ပါ